မြတ်ဗုဒ္ဓဤသမ္မာသမ္ဗုဒ္ဓဂုဏ်တော်သောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓောလောကမှာတရားတွေအလုံးထဲမှာသီလအားဖြင့်တမာရီအားဖြင့်ပညာအားဖြင့်အမြင့်မြတ်ဆုံးလို့ဆိုရတဲ့ပုဂ္ဂိုလ်ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ရဲ့အရည်ချင်းတွေကိုတလောကလုံးကအတိမတ်ပြုထားတဲ့ထင်ပဲအရဟံဆိုတဲ့ဂုဏ်တော်ပြီးတဲ့နောက်မှာသမ္မာသမ္ဗုဒ္ဓဆိုတဲ့ဂုဏ်တော်ကိုဖော်ပြထားတာဖြစ်ပါတယ်ဘုရားဘာသာဝင်သူတော်စင်တွေနေ့စဉ်နဲ့အမျှရှိခိုးနေကြတဲ့နမောတတ္တဆိုတဲ့ထဲမှာလဲနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တလို့ဆိုပြီးတော့မြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုထုတ်ပေါ်ပြီးတော့ရှိခိုးကြတာကြည်နူးအားရတဲ့စိတ်ဓာတ်နဲ့မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုထုတ်ဖော်ကြတာဖြစ်တယ်ဘုရားဂုဏ်တော်တွေကိုသိရှိနားလည်ဖို့ဆိုတာဟာတရားတရားရှိုံနဲ့မဖြစ်နိုင်ဘူးပညာရှိတဲ့ပုဂ္ဂိုလ်ကမှမြတ်စွာဘုရားရဲ့ဂုဏ်ရည်ချင်းတွေကိုအကုန်သိနိုင်စွမ်းရှိတယ်ပေါ့ဒါကြောင့်မို့ဗုဒ္ဓဘာသာတွေဟာပညာအရည်ချင်းတိုးတက်လာအောင်ကြိုးစားကြရတာယုံကြည်မှုတရားတသက်နဲ့တော့အလုံးမဖြစ်ဘူးအသိပညာတိုးတက်အောင်ကြိုးစားကြရတာကြိုးစားတဲ့အခါမှာမြတ်စွာဘုရားသခင်ကိုရောမြတ်မှာအခုလိုဂုဏ်ရည်တွေနဲ့ပြည့်စုံတယ်သို့မဟုတ်ဒီလိုဂုဏ်ရည်တွေရှိတဲ့ပုဂ္ဂိုလ်မှသာလောကမှာအာကိုးတိုက်တဲ့ပုဂ္ဂိုလ်အစစ်ဖြစ်တယ်လို့ဆိုတာခံယူလာကြရမှာဖြစ်တယ်အဲ့ဒါလို့မဟုတ်လို့ရှိရင်သူကလည်းဖရာငါကလည်းဖရာလောကမှာဖရာဆိုတဲ့ပုဂ္ဂိုလ်တွေကလည်းပဲအရှုရှုဖရာမှန်သမျှရဲ့နောက်ကလည်းနောက်လိုက်နောက်ပါတွေကရှိကြတာနောက်လိုက်နောက်ပါရှိသည့်အတွက်ကြောင့်ဖရာအစစ်မှန်ဆိုတာဘယ်လိုအရည်ချင်းတွေနဲ့ရှိမှဘယ်လိုအရည်ချင်းပြည့်မှဖရာအစစ်မှန်ဖြစ်တယ်ဆိုတာစံသတ်မှတ်ထားတာရှိတယ်ပေါ့ဒီနေရာမှာဒီ tourist guide လုပ်နေတဲ့တက္ကသိုလ်တယောက်ကလျှောက်ထားဘူးတယ်သူလျှောက်ထားတာတခြားတော့မဟုတ်ဘူးနိုင်ငံသားတွေကဗမာပြည်လာတဲ့အခါမှာဗုဒ္ဓဘာသာဝင်မဟုတ်တဲ့နိုင်ငံသားတွေကမိကွန်းထုတ်လို့ရှိကြတယ်တဲ့ဂေါရမဗုဒ္ဓကသူကိုယ်သူငါဖရာလို့ပြောတာလားသို့မဟုတ်သူကိုယ်သူဖရာလို့ကြေညာတာလားသို့မဟုတ်တစုံတစ်ယောက်ကဖရာဖြစ်ပြီလို့ထုတ်ပြန်ကြေညာပေးတာလားအဲ့တော့ဖရာဆိုတဲ့စံကိုကျွတ်တင်သတ်မှတ်ထားတာရှိသလားဘယ်စံနေရဖရာလို့ခေါ်ရတာလဲလို့ဆိုတဲ့မေးခွန်းကိုမေးလိရှိကြတယ်တဲ့သိကျင်လို့မေးတာလဲပါနိုင်တယ်ပေါ့ဟောလူတိုင်းဟာမိမိတို့ယုံကြည်ကိုးကွယ်ရာဘာသာတရားဆိုတာရှိတာအဲ့တော့သူတို့ဒီလိုမေးတဲ့အခါမှာမဖြေနိုင်ကြဘူးပေါ့လေမဖြေနိုင်ကြဘူးအဲ့တော့မြတ်စွာဘုရားကိုယ်တိုင်ကသူကိုယ်သူဖရာလို့ထုတ်ဖို့ကြေညာတာလားသို့မဟုတ်တစုံတစ်ယောက်ကကိုတော်ဖရာဖြစ်ပြီလို့လာပြီးတော့ပြောလို့ဖရာဖြစ်သွားတာလားလို့ဆိုတဲ့အခါကျတော့နော်မေးမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကိုယ်တိုင်ကသူဖရာဖြစ်သွားပြီဆိုတာကိုထုတ်ဖို့ကြေညာတာဖြစ်တယ်ထုတ်ဖို့ကြေညာတာမြတ်စွာဘုရားကိုတစုံတစ်ယောက်ကနေအရှင်ဖရာဖြစ်သွားပါပြီလို့လာပြောလို့ဖရာဆိုတဲ့အဓိပ္ပာယ်ကိုယူတာမဟုတ်ဘူးဒါကတစ်ခုဖရာဆိုတဲ့ပုဂ္ဂိုလ်ရဲ့အရည်ချင်းတွေဟာ
ကြိုတင်သတ်မှတ်ထားတာတွေရှိသလားဆိုတော့ပညာရက်နဲ့ပတ်သက်လာတဲ့အခါမှာသတ်မှတ်ချက်တွေရှိတယ်လို့ဒီလိုပြောရမှာဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာရုပ်လက္ခဏာကြည့်မယ်ဆိုလို့ရှိရင်32ပါးသောယောက်ျားမြတ်လက္ခဏာတွေနဲ့ပြည့်စုံရမယ်ဒါတခုတရားဓမ္မကိုမြည်သူထံကမှနိခန္ဓာမဟုတ်ဘဲနဲ့ကိုယ်ပိုင်ဉာဏ်ဖြင့်သိတဲ့ပုဂ္ဂိုလ်လည်းဖြစ်ရမယ်အဲ့ဒါလို့သိတယ်ဆိုတဲ့နေရာမှာဓမ္မစကြာတရားထဲမှာကြည့်လေဧဝံတိပရိဝတ္တံဒွါရတာကာရံယထာဘူတံညာဏထတနံသူဝိတုဒ္ဒံဟောတိမြတ်စွာဘုရားကဒီသစ္စာ၄ပါးနဲ့ပတ်သက်သစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့သစ္စာ၄ပါးနဲ့ပတ်သက်ပြီးတိပရိဝတ္တလို့ဆိုတယ်သစ္စာတစ်ပါးတစ်ပါးမှာကိစ္စညာကတညာသစ္စာညာကိစ္စညာကတညာလို့အသိဉာဏ်၃မျိုးရှိတယ်သစ္စာညာဆိုတာအမှန်တရားဟာဒါပဲဒီတယ်မပို့ဘူးဒါတိတိကျကျပြောနိုင်တယ်ပေါ့တိတိကျကျပြောနိုင်အမှန်၄ပါးအရိယပုဂ္ဂိုလ်ဖြစ်ကိုဖြစ်အောင်စွမ်းဆောင်ပေးနိုင်တဲ့သို့မဟုတ်အရိယပုဂ္ဂိုလ်တွေသိရတဲ့အမှန်တရား၄ချက်အရိယသစ္စာ၄မျိုးဆိုတာဒီတယ်လည်းမပို့ဘူးဒီတယ်လည်းမလျော့ဘူးဒုက္ခသစ္စာဆိုတာလည်းဒါအကုန်ပဲကျန်တာမရှိဘူးသမုဒိယဆိုတာလည်းဒါအကုန်ပဲនិရောဓမဂ္ဂဆိုတာလည်းဒါအကုန်ပဲအတိုင်းတာအကန့်အသတ်နဲ့ကွာအကျဉ်းချံမရှိသိတာအမှန်တရားကိုအမှန်တရားလို့သိတာသစ္စာဉာဏ်လို့ခေါ်တာအဲ့ဒါလို့သိတာဒီသစ္စာကိုပိုင်းခြားသိတာဖြစ်သောကြောင့်သစ္စာဉာဏ်ဒါဖြင့်ဒီသစ္စာဆိုတာဘာလို့เสียရလဲလို့မေးလို့ရှိရင်ဒုက္ခသစ္စာဆိုတာပိုင်းခြားပြီးတော့သိအောင်လုပ်ဖို့ပဲသိရမယ်သစ္စာဖြစ်တယ်ဖယ်ရမှာမဟုတ်ဘူးမျက်မှောက်ပြုရမှာမဟုတ်ဘူးတိုးပွားလာအောင်လုပ်ရမှာမဟုတ်ဘူးသိဖို့ဟာသူ့အတွက်အရေးကြီးတာသိဖို့ပဲဒုက္ခသစ္စာဆိုတာဒါတွေလို့ပိုင်ပိုင်နိုင်သိနိုင်ရမယ်အဲ့ဒါလို့သိတာဟာလုပ်ငန်းသဘောကိုသိတာဖြစ်သောကြောင့်ကိစ္စညာလို့ခေါ်တယ်သမုဒိယသစ္စာဆိုတာဖယ်ရှားရမယ့်သစ္စာမျိုးဖြစ်တယ်သူဟာမျက်မှောက်ပြုရမှာမဟုတ်ဘူးတိုးပွားအောင်လုပ်ရမှာမဟုတ်ဘူးဖယ်ရှားပြရမယ့်အရာဖြစ်တယ်လို့ကိစ္စလုပ်ငန်းသဘောအဖြစ်သိတာကိစ္စညာនិရောဓသစ္စာဆိုတာမျက်မှောက်ပြုရမယ်မျက်မှောက်ပြုတယ်ဆိုတာကိုယ်တိုင်တွေ့အောင်ကိုယ်တိုင်သိရှိအောင်လုပ်ရမယ်လို့ဒီလိုဆိုလို့အဲ့ဒါဟာនិရောဓသစ္စာကသိဖို့ကိုယ်တိုင်မျက်မှောက်ပြုနိုင်ဖို့မဂ္ဂသစ္စာဆိုတာကြတော့ကိုယ်တဏ္ဍာမှာမဖြစ်သေးရင်ဖြစ်အောင်လုပ်ပြီးတော့ဖြစ်ပြီးလို့ရှိရင်တိုးပွားအောင်လုပ်အောင်အဲ့ဒါလို့ဒုက္ခသစ္စာကပိုင်းခြားသိရမယ်သမုဒိယသစ္စာကဖယ်ရမယ်និရောဓသစ္စာကမျက်မှောက်ပြုရမယ်မဂ္ဂသစ္စာကတိုးပွားအောင်လုပ်ရမယ်လို့လုပ်ငန်းသဘောသစ္စာ၄ရာဟာလုပ်ငန်းသဘောချင်းမတူဘူးအဲ့ဒီမတူတဲ့လုပ်ငန်းသဘောကိုပိုင်းခြားသိတာကိုကိစ္စညာလို့ခေါ်တယ်ဒါလောကီလက်တွေ့အနေနဲ့လည်းဒီလိုပဲကြည့်တာပဲဒီလိုပဲကြည့်ရမှာဘယ်ကိစ္စပဲဖြစ်ဖြစ်ဒါကဘာလုပ်ဖို့လဲဒါကသိဖို့နော်သိဖို့ဆိုတာတခုဖယ်ရမှာကတခုဒီလိုလာမှာပဲလေအဲ့တော့ဒါကကိစ္စညာလို့ခေါ်တယ်ဟုတ်ပြီသိစရာတွေသိပြီးပြီလားဖယ်ရမယ့်ဟာတွေရောဖယ်ပြီးပြီလားမျက်မှောက်ပြုရမယ့်အရာကိုရောမျက်မှောက်ပြုပြီးပြီလားပွားများအားထုတ်ရမယ့်အရာရောအပြည့်အစုံပွားများအားထုတ်ပြီးပြီလားလို့ကိုယ့်အကိုမေးခွန်းထုတ်ပြီးတဲ့အခါမှာအေးသိရမယ့်အရာတွေအကျဉ်းချံမရှိအကုန်သိပြီးသွားပြီလုတ်ပြီးသွားပြီလို့ဆိုလိုတာအဲ့ဒါကတညာမယ်ဖယ်ရှားပြရမယ့်သမုဒိယသစ္စာကိုဖယ်ရှားပြီးသွားပြီမျက်မှောက်ပြုရမယ့်နိဗ္ဗာန်ကိုလည်းမျက်မှောက်ပြုပြီးသွားပြီပွားများစေရမယ့်မဂ္ဂသစ္စာကိုလည်းပွားများခြင်းကိစ္စပြီးသွားပြီလို့လုတ်ပြီးသွားပြီလို့သိတာဟာကတညာလို့ဒီလိုဆိုလိုတယ်ပေါ့
သစ္စာကိုသိတာကသစ္စာဉာဏ်လုပ်ငန်းသဘောကိုသိရတာလုပ်ရမယ့်အလုပ်ကိုသိတာကကိစ္စဉာဏ်လုပ်ပြီးပြီလို့သိတာကကတ္တဉာဏ်လောကလူတွေလိုပေါ့နော်ထမင်းမွဲပြင်ဆင်ရမယ်ထမင်းကဘာလုပ်ရမလဲဆန်းကဘာလုပ်ရမလဲထမင်းဖြစ်အောင်ချက်ရမယ်ဒါအလုပ်ငန်းတော့ဒါထမင်းဆိုတာဘာလဲသိတယ်နံပါတ်1အဲ့ဒီထမင်းကိုဘာလုပ်ရမှာလဲလူတွေစားဖို့ရအတွက်ပြင်ဆင်ရမယ်ချက်ပြောရဟောဒီလိုသိလားတခါချက်ပြီးပြီဆိုတာလည်းသိသွားတယ်ဒါလုပ်ငန်းသဘောဘယ်ဟာပဲဖြစ်ဖြစ်ဒီတိုင်းကြီးပဲလေအဲ့ဒီလိုအဆင့်30နဲ့သိရှိသဘောပေါက်သွားတာအဲ့ဒါကိုတိပရိဝတ္တသစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့သိမှု3ရပ်နဲ့သိမှပြည့်ပြည့်စုံစုံဖြစ်တယ်ဟောနောက်တစ်ခုအဲ့ဒီဟာသစ္စာတစ်ပါးတစ်ပါးမှာ3ခုဆိုတော့သစ္စာ၄ပါးကျတော့12ခုဖြစ်သွားတယ်အဲ့ဒါကိုဒွါရတံကာရံလို့ဆိုဘယ်လိုသစ္စာနဲ့ပတ်သက်လာတဲ့အခါအကျွင့်ချံမရှိတော့ဘူးအကုန်လုံးသိတယ်သစ္စာဆိုတဲ့အပိုင်းခြားကိုလည်းသိတယ်လုပ်ရမယ့်ကိစ္စကိုလည်းသိတယ်ကိုယ်တိုင်လုပ်ပြီးပြီဆိုတာလည်းသိတယ်ဘုန်းကြီးတို့တွေကြတော့ဒီ3ခုစလုံးထဲမှာသစ္စာဆိုတာသိဖို့ကြိုးစားနေကြတော့မယ်လုပ်ရမယ်ဆိုတာလေပြီးစီလုပ်ရမယ်ဆိုတာသင်ထားလို့ရှိရင်သိသွားပြီဒါပေမဲ့လုပ်ပြီးပြီဆိုတာကြတော့မဖြစ်သေးဘူးတန်လန်းကြီးတွေဖြစ်နေသေးတယ်ပေါ့ပြီးလို့မပြီးသေးဘူးပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြတော့ကြည်ဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာသစ္စာ၄ပါးကိုလည်းသိပြီးသားဖြစ်တယ်ပိုင်းခြားသိတယ်ဘယ်သူမှပြောပြတာမဟုတ်ဘဲနဲ့သိတယ်လုပ်ရမယ့်ကိစ္စကိုလည်းသိတယ်လုပ်ပြီးသားကိုလည်းသိတယ်အဲ့ဒီလိုသိတာယထဘူတံညာနာထတနံလို့ခေါ်တယ်အဲ့ဒီဉာဏ်ကြီးဒီပြစုံမဖြစ်သေးသမျှဖျားလို့ငါဝန်မခံသေးဘူးလို့ပြောတာကြည့်လေအဲ့ဒီဉာဏ်3ပါးသစ္စာ4ပါးမှာဟောဒီတိပရိဝတ္တအလှအပြောင်း3ခုဒွါရတကာရအချင်းရာ12မျိုးသစ္စာ၄ပါးကိုအဲ့ဒီရှုထောင့်ကနေပြည့်ဝသိတဲ့ဉာဏ်ကြီးဟာပြည့်စုံသည်ဖြစ်သောကြောင့်ငါဟာလောကမှာဖျားဖြစ်ပြီလို့ကြေညာတာဆိုဒါစံမဲလေဒီစံကဘသူကသတ်မှတ်ပေးတာတုံးလို့ဆိုတော့လောကမှာတခါတည်းအရည်ချင်းရှိတဲ့ပုဂ္ဂိုလ်တွေဟာသူသိကျင်တဲ့အတိုင်းအတာဆိုတာရှိတယ်အဲ့ဒီအတိုင်းအတာတစ်ခုလေးလာမှုကိစ္စတစ်ခုပြည့်စုံသွားလို့ရှိရင်သူတို့ကိုသူတို့ငါသိကျင်တာတွေအကုန်သိသွားပြီဆိုတဲ့အတိုင်းအတာတစ်ခုဟောသိပ္ပံဆရာကြီးတွေလည်းဤတစ်ခုကို research လုပ်နေတဲ့အခါမှာအကုန်သိသွားပြီဒါတွေအဖြေအကုန်ထုတ်နိုင်သွားပြီဆိုရင်ဒါပြည့်စုံတယ်လို့ပဲပြောရမှာပဲလေဟောမြတ်စွာဘုရားကလည်းအဲ့ဒီလိုပဲစံသတ်မှတ်ထားတာအဲ့သတ်မှတ်ချက်စံအတိုင်းအသိဉာဏ်တစ်ခုရဲ့အတိုင်းအတာတစ်ခုနဲ့သိเสียနောက်ထပ်ကြံသေးသလားလို့ဆိုသစ္စာနဲ့ပတ်သက်ပြီးဘာမှကြံတော့လုံးဝပြည့်စုံသွားပြီအဲ့တော့ယဟန္တာပုဂ္ဂိုလ်တွေကရောဒီလိုမသိဘူးလားလို့ဆိုသိတယ်အဲ့ဒီယဟန္တာပုဂ္ဂိုလ်တွေသိတာဟာမြတ်စွာဘုရားစီကနီးယူပြီးမှသိရတာကိုယ်ပိုင်ဉာဏ်နဲ့သိတာမဟုတ်ဘူးမြတ်စွာဘုရားကျတော့ကိုယ်ပိုင်စတင်သိပြီးတော့အခုလိုပြဝစုံလင်းအကျွင်းကြံမရှိအောင်သိတာဖြစ်သောကြောင့်ဒါဗုဒ္ဓလို့ဆိုတာစံချိန်စံညွှန်းတစ်ခုအရာသူကိုယ်သူဒီကလေးဟာလုံနိုင်တယ်လို့ဒီလိုဆိုတာပေါ့နော်ဒီလိုလုပ်တာအဲ့တော့ဒီလမ်းကြောင်းဟာရှေးရခင်တွေကရှိခဲ့တော်လဲပဲဒီမဂ္ဂင်၈ပါးဆိုတဲ့လမ်းကြောင်းကြီးဟာပျောက်သွားတယ်ကတ္တဗဘုရားလက်ထက်ဘုရားဖြစ်တုန်းကကတ္တဗဘုရားကဖော်ထုတ်ထားခဲ့တယ်သို့တော့ဒီလမ်းကြောင်းကြီးကနှစ်ပေါင်းကြာတဲ့အခါကျတောဖုံးပြီးတော့ပြန်ပျောက်သွားတယ်ဒါလောကမှာလည်းဒီတိုင်းပဲလေလူတွေရှေးတုန်းကလှုပ်ခဲ့ပြီမဲ့လို့နောက်ပိုင်းကျတော့ပြန်ပျောက်သွားတာပြန်ပျောက်သွားတာကိုပထမဆုံးပြန်ပြီးတော့ဖော်ထုတ်နိုင်တာဖော်ထုတ်နိုင်တဲ့ပုဂ္ဂိုလ်ဟာထူးခြားတဲ့ပုဂ္ဂိုလ်ပဲလေဘယ်သူစီမှနီးယူတာမဟုတ်ဘူးဒီလမ်းကြောင်းကိုပြန်ပြီးတော့ရှာတွေးတာဒါကြောင့်မို့တစ်ဖက်ကကြည့်ရင်ဆိုရင်လမ်းဟောင်းလို့ပြောတယ်မြတ်စွာဘုရားကိုယ်တိုင်ကမဂ္ဂင်၈ပါးအကျင့်တရားဟာလမ်းဟောင်းမှာဒါကြောင့်မြတ်စွာဘုရားကအသစ်ဆန်းလောက်တာမဟုတ်ဘူး
လမ်းဟောင်းကြီးကိုပြန်ပြီးတော့ဖော်ထုတ်တာဒါကြောင့်မို့ဘုရားသိတာကို discover လို့ဒီလိုသုံးတာနော်တွေ့ရှိတာဖန်တီးတာမဟုတ်ဘူးတွေ့ရှိတာဒီလမ်းကြောင်းကြီးကိုပြန်ပြီးတော့တွေ့တာအဲ့ဒီတွေ့တဲ့လမ်းကြောင်းဟာတာမန်ပုဂ္ဂိုလ်တွေမတွေ့နိုင်တဲ့လမ်းကြောင်းပဲထူးခြားတဲ့အသိဉာဏ်နဲ့ကျင့်ကြံကြိုးကိုအားထုတ်မှသာတွေ့နိုင်တဲ့လမ်းကြောင်းဖြစ်လို့အလွန်ခက်ခဲတဲ့ဂံဗီရထောက်လို့မမီအောင်တာမန်ဉာဏ်ကလေးနဲ့အောက်ခြေထောက်နိုင်တဲ့စွမ်းရည်မရှိလို့ဂံဗီရအလွန်နဲ့တယ်အလွန်နဲ့သောကြောင့်ဒုဒ္ဒတဘယ်ဟာစမှမသိလောက်အောင်ကိုမြင်ရခက်တယ်နိပုဏအလွန်ကိုသိမ်မွေးတယ်ပန္တိတဝေရဏိယပညာရှင်တွေသာသိနိုင်တယ်အတ္တကဝါစရာကြိုးကြောင်းဆင်ញင်တဲ့ logic နီးနဲ့လည်းပဲဒီတွက်ချက်ယူလို့မရနိုင်ဘူးလို့ဒီလိုပြောတာနော်အဲ့ဒါတော့ဒီလေးနဲ့တဲ့တရားဓမ္မတွေဟာတွက်ချက်တဲ့နီးတွေနဲ့ကြောင်းကျိုးဆင်ញင်တဲ့ဒါတွေ logic နီးတွေနဲ့တွက်လို့လည်းမတွေ့နိုင်တဲ့အရာတစ်ခုသာဖြစ်တယ်အဲ့ဒါဟာမြတ်စွာဘုရားဖြစ်ဖို့အတွက်ဘုရားလိုသူ့ကိုယ်သူပြောနိုင်တဲ့ဒီအရေးချင်းတစ်ခုပဲထို့သုတ်တန်နေမှာဒီလိုပဲမြတ်စွာဘုရားဟာဉာဏ်ရည်ဉာဏ်သွေးနဲ့ပတ်သက်ပြီးတော့သူ့ကိုယ်သူဘုရားဖြစ်ပြီးဆိုတာသူကိုယ်တိုင်ကြေညာချက်ထုတ်တာပဲကြေညာချက်ထုတ်တဲ့အခါငါဘုရားဖြစ်ပြီလို့ဆိုပြီးတော့ကြွားလုံးထုတ်တာမျိုးမဟုတ်ဘူးဒါတွေသိလို့ဘုရားဖြစ်တာဟောအချက်လက်နဲ့သေးသေးချာချာပြောတာဒါတွေသိပြီးမှငါဘုရားဖြစ်တယ်လို့ကြေညာတာမသိသေးဘူးဆိုရင်ငါဘုရားဖြစ်တယ်လို့မကြေညာဘူးလို့ဓမ္မစကြာတရားတော်မှာကြည့်လေဏိဂုံးမှာဒီလိုဟောထားတာရှိတယ်ဒါကြောင့်မို့ဘုရားဆိုတာဖြစ်ဖို့ရအတွက်စံတတ်မှတ်ချက်သိရမယ်နယ်ပယ်တွေဆိုတာရှိတာပဲနော်အမှန်တမ်းကျယ်ဝန်းတဲ့လောကကြီးတစ်ခုလုံးမှာကြီးမားတဲ့အသိဉာဏ်ကြီးနဲ့ဖုံးအုပ်ပြီးတော့တွေးเสียရှိတာတွေအကုန်တွေးသွားမှာဒီဉာဏ်ရဲ့လမ်းဟာဆုံးဒါကြောင့်မို့မြတ်စွာဘုရားကြတော့ယာဝတ္တကံညေယံတာဝတ္တကံဉာဏံနဲ့ယာဝတ္တကံညေယံသိเสียတွေရှိတဲ့အတိုင်းတာတိုင်းတာဝတ္တကံညေဉာဏံဉာဏ်ကြီးကအကုန်လိုက်သိတယ်လို့ပြောဆိုလိုတာကမဲရှားမင်းနှစ်ခုအတိုင်းတာနှစ်ခုဟာသိเสียတွေကဒီလောက်ရှိရင်သိတဲ့ဉာဏ်ကလည်းအဲ့ဒါလောက်ရှိမယ်မပိုဘူးလို့ပြောတာနော်ဒါဆိုလိုတာကတော့အကုန်သိတယ်လို့ဆိုလိုတာပြီးတော့ယာဝတ္တကံဉာဏံတာဝတ္တကံညေယံသိနိုင်တဲ့ဉာဏ်ရဲ့စွမ်းရည်တတ္တိရောက်နိုင်တဲ့အတိုင်းတာထိအောင်သိเสียတွေကလည်းအတိုင်းတာတူတယ်လို့ပြောတာပို့ပြီးထင်ရှားအောင်ပြောရမယ်ဆိုလို့ရှိရင်သိเสียတွေကမိုင်းတစ်ထောင်ဆိုရင်ဉာဏ်ကြီးကလည်းမိုင်းတစ်ထောင်ပဲဉာဏ်ကြီးကမိုင်းတစ်ထောင်ဆိုရင်လည်းသိเสียတွေကဉာဏ်တစ်ထောင်ဆိုလိုတာကအသိဉာဏ်နဲ့သိเสียအကြောင်းအရာတွေဟာအံဝင်ခွင့်ကြအပူအလိုမရှိလို့ဒီလိုပြောတာနော်ပို့လို့မရှိသိတာအဲ့ဒါလို့သိလို့မြတ်စွာဘုရားသူကိုယ်သူဗုဒ္ဓလို့ထင်ကြတစုံတယောက်ကလာပြီးတော့နော်အရှင်ဘုရားဗုဒ္ဓဖြစ်ပြီလို့လားချင်ညာမှဘာမှမသိညာမှမသိအေးဟုတ်တယ်ငါဗုဒ္ဓဖြစ်ပြီဒီလိုပြောရတာမျိုးမဟုတ်ဘူးအသိဉာဏ်အခုလို့သူတို့သုတ်တန်တွေမှာမြတ်စွာဘုရားဟာဘုရားဖြစ်ကိုကြင်ညာပြီးတော့ပြောတဲ့စကားလုံးတွေရှိတယ်ပေါ့ဒီတိုင်းတာတစ်ခုနဲ့ဘုရားဆိုတာကိုပြောကြရတာဖြစ်တယ်ပေါ့အေးသမ္မာသမ္ဗုဒ္ဓဆိုတဲ့စကားလုံးလေးကိုကြည့်သမ္မာဆိုတာအမှန်အကန်တန်ဆိုတာကိုယ်ပိုင်ဉာဏ်နဲ့ဗုဒ္ဓသိเสียတွေကိုသိတယ်ဒီစကားလုံးကသုံးလုံးပေါင်းစပ်ထားတာဗုဒ္ဓဆိုတာသိတဲ့အသိဉာဏ်သိသူဘယ်လိုသိတာတော့ဆိုကိုယ်ပိုင်ဉာဏ်နဲ့သိတယ်တန်ဗုဒ္ဓကိုယ်ပိုင်ကိုယ့်ဘာကိုယ်သိတာသူများသိတယ်ဆိုတာသူများပြောလို့သိတာရှိတယ်ဟောသင်ထားလို့သိတာရှိတယ်ဒီလိုသိတာမျိုးတွေသူများလောက်တာကြည့်ပြီးတော့သိတာရှိတယ်အဲ့ဒါလိုဟာမျိုးမဟုတ်ဘူးတဲ့ကိုယ်ပိုင်ဉာဏ်နဲ့သိတာသူများစီကတဆင်ကြားပြီးမှသိတဲ့အသိမျိုးမဟုတ်ဘူးအဲ့ဒီသိတဲ့အသိဟာလည်းလွဲမှားမှုမရှိဘူးဆိုတာတမ္မာ
အမှန်အကန်ကိုယ်ပိုင်ဉာဏ်နဲ့သိเสียမှန်သမျှကိုသိလို့သမ္မာသမ္ဗုဒ္ဓလို့ဒီလိုဆိုတာပေါ့နော်အဲ့တော့အမှန်အကန်ကိုယ်ပိုင်ဉာဏ်နဲ့သိเสียရှိသမျှကိုသိတယ်ဆိုတာဘယ်လိုဟာကိုပြောတာလဲလောကမှာပညာရတ်တွေကလည်းအများကြီးသိเสียတွေကလည်းအများကြီးသို့တော့သိเสียတွေတည်းမယ်ဒီတရားတွေအတွက်အကျိုးဖြစ်ဖို့တို့မိမိတဏ္ဍာမှာကိလေသာတွေကုန်ခန်းမို့တို့ဒီလိုဒီအကျိုးရှိမဲ့သိမှုတွေကိုသာဒီနေရာမှာဆိုလိုတာဖြစ်တယ်အေးမင်းထမင်းစားပြီးပြီလားမစားရသေးဘူးလားဒီအသည့်ကဗတ္တမို့ရှိဘာမှတန်ဖို့မရှိဘူးလေလူတယောက်ထမင်းစားပြီးပြီလားမသိကဲသိတော့ရောဘာဖြစ်တယ်ဘာဖြစ်မသိတော့ရောဘာဖြစ်လဲဘာမှမဖြစ်အဲ့ဒီလိုအသိမျိုးကိုမဆိုလိုဘူးဒီအသိတစ်ခုဟာဒီလင်းငနဲ့သွားပြီးတော့ဘဝခရီးမှာမိရှုတဆောင်လို့သိတဲ့အသိမျိုးလောကမှာသိတယ်ဆိုတိုင်းပညာနဲ့သိတာလို့မအောင်မေးလေနဲ့အလကားအသိတွေကလည်းအများကြီးပဲရှိတယ်ပေါ့အကျိုးမရှိတဲ့အသိတွေကလည်းအများကြီးအဲ့ဒီအသိမျိုးဆိုလိုတာမဟုတ်ဘူးလူတကာမသိနိုင်တဲ့လျှို့ဝှက်ခက်ခဲနေနေတာကိုသိတဲ့ဟာမှတကယ်ကိုသိเสียလို့ပြောရမှာပဲနော်တခါတခါမြတ်စွာဘုရားသခင်ကိုရောမြတ်ကယဟန်တော်တွေခရီးဝေးကနေကြွလာတဲ့အခါမှာမေးတယ်ယဟန်ဘယ်ကနေလာခဲ့တာလဲလို့မေးတယ်တချို့ကတွေးတယ်ဖះပဲမသိဘူးလားဘာလို့မေးနေရတော့နော်ဖះပဲမသိဘူးလားဘာလို့မေးရတာလဲနေကောင်းရဲ့လားကြမ်းမာရဲ့လားမေးတယ်ဖះပဲမသိဘူးလားပေါ့မသိလို့မေးတာမဟုတ်ဘူးတခါတရံဟာအတိညာလို့ဆိုပေမဲ့လို့အတိညာဆိုတာအတုံးချမှသိတယ်မျက်စိဆိုတာလဲမှိတ်ထားရင်မြင်ရတာမဟုတ်ဘူးဉာဏ်ကလည်းစဉ်းစားရမှာဖြစ်တယ်ကဲမျက်စိနှလုံးဖွင့်ပြီးတော့ကြည့်အောင်မျက်စိမှုန်တဲ့လူကသူမြင်နိုင်တဲ့အတိုင်းတာနည်းနည်းလေးပဲရှိတယ်ပြူးကျင်တဲ့လောက်ပြူးသူမြင်မှတလောက်ပဲမြင်မှာပဲအမြင်ဉာဏ်ကလည်းမတူဘူးလေအဲ့တော့မေးတိုင်းမသိလို့မေးတာတော့ဒီလိုမဟုတ်ဘူးနော်မသိဘူးဆိုတိုင်းကလည်းပဲအရေးပါတယ်မသိမှုဘယ်ကလာတော့ဆိုတာမသိတော့ရောဘာဖြစ်လဲဘာမှမဖြစ်ဘူးဆင်ញင်လိုက်ရင်တော့မြတ်စွာဘုရားမှာအကုန်သိတယ်မဆင်ញင်မဲနေရင်တော့မသိဘူးဒါကဆိုလိုတာကမျက်လုံးကိုအသုံးမချရင်မမြင်ဘူးဒါဟုတ်တယ်လေအသုံးမချဘဲနဲ့မြင်နေလို့ရှိရင်ကြောင်တောင်ကြီးဖြစ်နေမှာပေါ့မိတ်ထားလဲမြင်နေတာမျိုးဖြစ်နေမှာပေါ့အဲ့ဒီနေရာမှာမြတ်စွာဘုရားနဲ့ခစ်ပြိုင်ပုရဏကတ္တဝတို့ဘာတို့ကလဲသူတို့ကလည်းတပ္ပညုတဉာဏ်သူတို့မှလည်းရှိတယ်ဆိုပြီး omnipresent omniscient ဆိုတဲ့အလုံးကိုသိတဲ့ဉာဏ်ကြီးဟာ omnipresent အမြဲတမ်းရှိနေတယ်သူဉာဏ်ကြီးကအမြဲတမ်းရှိဘယ်လောက်ထိအောင်ရှိတယ်ဆိုလို့ရှိရင်သွားနေလဲဒီဉာဏ်ကြီးကရှိနေတယ်နောက်ဆုံးမှအိတ်နေလဲဉာဏ်ကြီးကရှိတယ်မိထွန်းထားတယ်လို့ပေါ့ဉာဏ်ကြီးကလင်းနေတာအမြဲတမ်းရှိနေတယ်ပေါ့သူတို့ကအဲ့ဒါလိုလက်ခံတယ်မြတ်စွာဘုရားကိုအဲ့ဒီလိုပုရဏကတ္တဝါတို့လိုသွားနေရင်ထိုင်နေရင်အိပ်ပျော်နေရင်တပ္ပယုဒဉာဏ်တော်ကြီးဆိုတာကိုလက်ခံသလားလို့ဆိုတော့မြတ်စွာဘုရားလက်မခံဘူးအဲ့ဒီလိုဉာဏ်မျိုးငါမှမရှိဘူးတဲ့ဟုတ်တယ်လေအိပ်နေတော့သိတဲ့ဉာဏ်မျိုးကတော်တော်ထူးဆန်းတဲ့ဉာဏ်ပဲလေအိပ်နေပါတယ်ဆိုမှဘယ်သိမှာတော့အိပ်နေတော့ကဘယ်သိမှာတော့အဲ့တော့မြတ်စွာဘုရားဝေဖန်ပြတယ်အေးအဲ့ဒီလိုဉာဏ်ကြီးရှိနေတယ်ဆိုလို့ရှိရင်တဲ့ဘာဖြစ်လို့လမ်းမှားတာလဲတဲ့နော်တခါတခါလမ်းမှားတယ်တခါတခါခွေးစိုးနဲ့တွေ့လို့အကြိုက်ခံရတယ်ဒီဉာဏ်ရှိတယ်ဆိုတခါတခါကျတော့ခြေတော့ဆူဆူတယ်ဩလမ်းမှားသွားတာတကယ်၍သာအကယ်၍သာအဲ့ဒီလိုဉာဏ်ကြီးကမိထွန်းထားသလိုအမြဲတမ်းလင်းနေတဲ့တပ္ပညုတဉာဏ်ရှိရင်မှားယွင်းစရာတခုမှမရှိဘူးအဲ့ဒီလိုဝေဖန်ပြဘူးတယ်မြတ်စွာဘုရားမြတ်စွာဘုရားမှာရှိတဲ့တပ္ပညုတဉာဏ်ဆိုဒီမှာဘယ်လိုဟာလဲသိချင်လို့ဉာဏ်ကိုအသုံးချလိုက်တာနဲ့တပြိုင်နက်ရှင်းကနေလင်းကနေအကုန်လုံးအဖြစ်ထုတ်နိုင်တဲ့ဉာဏ်ကိုဆိုလိုတယ်
အမြဲတမ်းလင်းချင်းနေတာကိုပြောတာမဟုတ်ဘူးဒါကအလွန်တဘာဝကြတယ်ဓာတ်တောင်မှတအိမ်နဲ့ထည့်ထားပြီးအသုံးမပြုလို့ရှိရင်ဓာတ်ကပြတ်မှမပြတ်တာသူဟာနဲ့သူတဘာဝကြကြအသုံးချပြီဆိုလို့ရှိရင်ဓာတ်ကပြတ်တယ်လေအဲ့တော့အသုံးမချဘဲနဲ့စွမ်းရည်ထက်နေတယ်ဆိုတာဖြစ်မှမဖြစ်နိုင်တာကိုလောကတဘာဝနဲ့အစွမ်းရည်ဆိုလိုတာကမြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်တော်ကြီးဆိုတာသိချင်လို့ကြည့်လိုက်ပြီဆိုလို့ရှိရင်ပုဂ္ဂိုလ်တူတယောက်ရဲ့အနေထားတွေကိုကြည့်လိုက်တယ်ဒီပုဂ္ဂိုလ်ဟာခုဘာတွေတွေးနေတာလဲဘာကြောင့်ဒါတွေတွေးနေတာလဲသူအတိတ်တုန်းကရောဘာတွေလုပ်ခဲ့သလဲဆိုတာတတိတဒန်းကြီးရှုပ်ဝက်ချက်တစ်ခုမှမရှိအောင်အကုန်လုံးမြင်တာနော်သူ့ရဲ့နောက်ကျောင်းရာဇဝင်အကုန်လုံးဒီနေ့စိတ်တွေသဘောထားတွေကဘာဖြစ်လို့သူ့မှာဖြစ်နေရသလဲလူတယောက်ရဲ့စိတ်ကိုဒီ16ချက်16မျိုးခွဲပြီးတော့မြတ်စွာဘုရားတခဏအတွင်းအကုန်သိနိုင်ဟောသဗ္ဗညုတဉာဏ်တော်ကြီးနဲ့ကြည့်လိုက်လို့ရှိရင်ဓမ္မရဲ့တတ္တိတွေသိရမယ့်တရားတွေအကုန်လုံးဘုရားမှာစုပ်ပိတ်ထားလို့မသိဘူးခေါင်းကုပ်ပြီးစဉ်းစားရတယ်ဆိုတာမရှိဘူးသိကျင်လို့ကြည့်လိုက်တာလည်းတပြိုင်တည်းအကုန်လုံးဉာဏ်တော်ရဲ့ရှေ့မှာရောက်လာအဲ့ဒီစွမ်းရည်တတ္တိရှိတဲ့သဗ္ဗညုတဉာဏ်လို့ဒီလိုခေါ်တယ်ဒီလိုမသိတဲ့ပုဂ္ဂိုလ်တွေကမြန်မာနိုင်ငံတောင်မှပဲလေဒီကိုလည်းလေးလည်းမလေးလာဘူးမြတ်စွာဘုရားအကြောင်းလည်းတည်တည်ချာချာစာရီဖတ်ထားတာမရှိတော့သဗ္ဗညုတဉာဏ်ဆိုတာရှိသလားဆိုပြီးတော့မေခွန်းထုတ်ပြီးတော့သဗ္ဗညုတဉာဏ်မရှိဘူးဆိုပြီးတော့တစ်ချိန်တုန်းကမြန်မာပြည်မှာစာဆောင်တစ်ခုထုတ်ဖူးတယ်ပေါ့နော်နာမည်ကဇောက်ထိုးတဲ့ဟုတ်မှာပဲလေသူကဇောက်ထိုးကြည့်တာကိုတဲ့တဲ့ကြည့်တာမဟုတ်ဘူးတော့အဲ့ဒါလို့ကိုကဉာဏ်မမီတာကိုဖျားသွားပြီးတော့ပြောတာဖြစ်နေတယ်ပေါ့အကယ်၍ကိုဉာဏ်မီနိုင်မယ်ဆိုလို့ရှိရင်တော့ပြောစရာတခုမှမရှိဘူးလေ့လာဖို့ပဲလိုအပ်တယ်ပေါ့အသိဉာဏ်ဆိုတာဥပမာတခုကြည့်မယ်ဆိုရင်စိတ်ပညာသင်ထားတဲ့ဆရာဝန်တယောက်မြင်တဲ့အမြင်မျိုးကိုတာမန်လူတယောက်ကဘယ်လိုလုပ်မြင်နိုင်ဘူးမမြင်နိုင်ဘူးအဲ့တော့ပညာရက်ဆိုတာသူဟာနဲ့သူရှိတယ်သူဟာနဲ့သူရှိတာကိုမလေးလာပဲနဲ့မဟုတ်ဘူးလို့ပြောလို့လည်းရတာမှမဟုတ်တာကိုလောကကြီးမှာနော်ဒါကြောင့်မလို့မြတ်စွာဘုရားခင်ကိုရောမြတ်ကဒီအမှန်အကန်ကိုယ်ပိုင်ဉာဏ်နဲ့သိเสียရှိသမျှတရားဓမ္မကိုသိတယ်လို့ဆိုတာဟာဒီသစ်ပင်ကဘာနော်ဘာအသုံးချတယ်လို့ဒီလိုသိတဲ့အသိမျိုးတွေကိုပြောတာမဟုတ်ဘူးဒါတွေကအမှန်လေးလာမှတ်သားပြီးတော့တင်ညာနဲ့သိတဲ့အသိမျိုးတွေအများကြီးပဲလောကမှာအရေးပါတဲ့အသိလို့မဟုတ်ပြောရမှာမဟုတ်ဘူးနော်ထမင်းချက်တဲ့အခါကျတော့ဘယ်နှပွက်ဆူရင်ဆံကနူးသွားတယ်ဆိုတဲ့အသိမျိုးဒီအသိကသိเสียဒီလိုအစင်းမြင့်တဲ့အသိမှမဟုတ်တာပဲအဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်သိတယ်လို့ဆိုတဲ့အသိဟာသူတစ်ပါးလက်လန်းမမီတဲ့အသိမျိုးတွေကိုဒီနေရာမှာယူရမှာနော်ဟုတ်ပြီနံပါတ်1သမ္မာသမ္ဗုဒ္ဓရဲ့အည်ချင်းလေးဂုဏ်တော်ရဲ့အည်ချင်းဟာဘာကြောင့်မြတ်စွာဘုရားကိုသမ္မာသမ္ဗုဒ္ဓလို့ဆိုရတယ်လေသမ္မာသိတာတွေအမှန်ကန်ပဲသိတယ်လွဲမှားတာမရှိဘူးတန်ကိုယ်ပိုင်ဉာဏ်နဲ့သာသိတယ်ဟုတ်ပြီမြတ်စွာဘုရားလောင်းတော်တောထွက်လာပြီးတဲ့နောက်မှာထိုခေတ်ကမကရတိုင်းမှာဘာသာတရားကိုကျင့်ကြံကြိုးကုပ်အထုတ်နေကြတဲ့ဓမ္မယောဂီကြီးတွေအများကြီးရှိတယ်သူနီးသူစနစ်နဲ့သူကသူအထုတ်တာသမထကျင့်စဉ်တွေမှာပေါ့ပေါ့ရောက်ရောက်အောင်မြင်နေကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒီဆရာတွေစီဂေါတမဗုဒ္ဓသွားရောက်ပြီးတော့ချင့်ကပ်တယ်စာပေထဲမှာမှတ်တမ်းတင်ထားတာ2ဦးသာရှိတယ်2ဦးကကြမှာကမယ်ပေါ့ဘုရားလောင်းအနေနဲ့ချင့်ကပ်လိုက်တဲ့အခါမှာပထမဆုံးဘယ်သူနဲ့တွေ့တုံးဆိုအာလာရဆိုတဲ့ယသိကြီးနဲ့တွေ့တယ်သူ့ရဲ့အမျိုးနွယ်ကကာလမဖြစ်လို့အာလာရကာလမလို့ခေါ်တယ်သူကသမထကျင့်စဉ်ကိုသူကအဆင့်ခွန်ထိအောင်ဟောရောက်ပြီးသားအဆင့်ခွန်ထိအောင်အဆင့်ရှစ်ရှိတာမှာအဲ့ဒီခွန်ထိအောင်သူကဟောရောက်တာဘုရားလောင်းကချင်းကပ်ပြီးတော့မေးတဲ့အခါမှာသူ
သူကပြောပြတယ်တကယ်သူတော်ကောင်းကြီးတွေသူတို့မှရှို့ဝှက်ထားဆိုတာမရှိဘူးဗမာပြည်မှာတော့ဘိန်းတော်စည်းလေးတောင်မှရှို့ဝှက်ထားတယ်ပျောက်ရောဆေးမယ်တွေအကုန်ရွှေ့ဝှက်တယ်နော်ဟိုဟာလေးရှို့ဝှက်ဒါလေးရှို့ဝှက်နဲ့ကြာတော့တေးရပါသွားရောမရှိတော့ကုန်ပြောက်ကုန်တယ်ပညာမရှို့ဝှက်ဘူးကုန်ပြောပြတဲ့အခါကျဘုရားလောင်းရဲ့စိတ်ဓာတ်ကိုကြည့်ဒီအဆင့်နေဟာသူလည်းယုံကြည်ချက်ရှိလို့ကြိုးစားလို့တတိတွေစွမ်းအားတွေတမာရီစွမ်းအားတွေပညာစွမ်းအားတွေကောင်းလို့ရငါမှလည်းပဲဒါမျိုးတွေရှိရင်ရကိုရမယ်ဟောဒါကြိုးပမ်းအထုတ်တဲ့အာဇာနည်စိတ်ဓာတ်လို့ခေါ်တယ်သူတောင်တတ်သေးတာပဲငါဘာလို့မတတ်ရမလဲငါလည်းလုပ်မယ်ဆိုပြီးကြိုးစားတာဘုရားလောင်းကမကြခင်ပဲတခဏအတွင်းမှာပဲသူရောက်တဲ့အဆင့်ကိုရောက်သွားလက်တွေ့လှုပ်ကြည့်တာလေလှုပ်ကြည့်တော့ရောက်သွားတဲ့အခါကျတော့သူ့ကိုသွားပြောတယ်ဆရာဒီအဆင့်ဟာဒါပဲမဟုတ်လားလို့ဆိုဟာဟုတ်တယ်ဝမ်းသာလိုက်တာနော်သူသိတဲ့အဆင့်ကိုသိတော့လာတို့ဒီယောဂခိုင်းကြီးကိုနှစ်ဦးပူးတွဲပြီးတော့ဆရာလောက်ကြရအောင်လို့ဖိတ်ခေါ်တယ်သူကဆရာလောက်ကြမယ်သင်္นานပို့ချကြမယ်ဆိုအဲ့ဒီမှာဘုရားလောင်းကသူရှာတာဒါမဟုတ်သေးဘူးဒီတဲ့အစင်းမျက်နှာကိုသူရှာခြင်းသူရှာတာကဘာတော့ဆိုရင်ဒီလူတွေဟာလူဘဝရလာပြီးတဲ့နောက်မှာအိုမင်းရင်ရောခြင်းသေဆုံးခြင်းဆိုတဲ့ဘောင်ကိုဘယ်သူမှကြော်လွှားပြီးတော့မသွားနိုင်ဘူးအဲ့ဒီလိုဖြစ်လာပြီးတဲ့နောက်ရပ်တည်ပြီးတော့ထာဝရခိုင်မြဲတဲ့အရာများရှိသလားလို့ရှာတာပဲသူရှာတာအမတလို့ခေါ်တာမတည်တဲ့ဟာမပြောင်းလဲတဲ့ဓာတ်သဘောတွေရှိသလားလို့လိုက်ရှာမတွေ့ဘူးဒီကျင့်စဉ်ရဲ့လမ်းဆုံးကဗြဟ္မဘုံပဲဗြဟ္မဘုံဆိုတာကဘာပေါင်းများစွာရပ်တည်ပြီးတဲ့အခါသူလည်းသွားအောင်မှာပဲရပ်မနေဘူးမတည်ငြိမ်သေးဘူးဆိုတာသိတယ်ဒါကြောင့်မို့လက်မခံတော့ဘူးနောက်ဆရာတဦးစီသွားတယ်ဥဒကရာမဗုဒ္ဓအဲ့ဒီအချိန်မှာရာမဆိုတဲ့ဆရာကြီးကမရှိဘူးသူတစ်ပည့်လက်ထောက်တစ်ပည့်ကြံရစ်တယ်ရာမဆိုတဲ့ဆရာကြီးက80 ဆင့်ထိအောင်ပေါက်သွားပြီသားသူကဒါပေမဲ့သူမရှိဘူးဘုရားလောင်းရောက်သွားတဲ့အခါကျတော့နီးစနစ်ပဲကျန်တော့တယ်ဥဒကစီချင်းကပ်ပြီးတော့မေးတဲ့အခါကျတော့ရာမဆရာကြီးရဲ့ပေါက်ရောက်မှု80 ဆင့်ဟောပြောတယ်သူကဟောပြောလိုက်တဲ့အခါကျတော့ဘုရားလောင်းကခုနလိုပဲစဉ်းစားတယ်အေးရာမဆရာကြီးတာတတ္တဝီရိယတတိတမာတိပညာတွေရှိတာမဟုတ်ဘူးငါမှလည်းရှိတယ်ငါဟာတွေအစွမ်းမြင့်ပြီးတော့ငါစ조사မယ်ငါစ조사ရင်သူတို့လိုရလာမှာပဲဆိုပြီးအထုတ်တယ်မကြခင်မဲ့ရာမဆရာကြီးအဆင့်80 ဆင့်ရောက်သွားတယ်ရောက်တော့သူတပည့်လက်ထောက်တပည့်ကြီးစီသွားပြီးတော့ဥဒကစီသွားပြောတဲ့အခါကျဥဒကကဝန္တာနုံတို့သူတော့မရောက်သေးဘူးအဲ့ဒီအဆင့်ကျင့်နှုံးပဲရှိသေးတယ်ဝန္တာလောင်းအားကြီးလို့အရှင်ဘုရားဒီခိုင်းကြီးကိုဆရာလုပ်ပါခေါင်းဆောင်ပါသူဆရာရာမအဆင့်ကိုအရှင်ရောက်နေပြီဆိုပြီးတော့ဝန္တာအာရသူ့ကိုဖိတ်ခေါ်ပြီးတပည့်ခံအဲ့ဒီမှာလည်းပဲခုနကအမတတ်ဓာတ်ဆိုတာကိုမရနိုင်သေးဘူးနောက်ဆုံးကြတော့သေဥမှာပဲအဲ့ဒီနေရာကလည်းသင်္ကတတရားတွေကမြဲတာတခုမှမရှိသေးဘူးငါလိုချင်တာဒါမဟုတ်သေးဘူးဆိုလက်မခံမဲနဲ့နောက်ဆုံးမှာအဲ့ဒီခေတ်ကခေတ်စားနေတဲ့ခန္ဓာကိုယ်ကိုညှင်းဆဲတဲ့အကျင့်တွေနဲ့များအမှန်တရားတွေ့မလားဆိုပြီးတော့လောက်တာဒုက္ခရစရိယာလို့ခေါ်တယ်ဒုက္ခစရိယာမဟုတ်ဘူးဒုက္ခရစရိယာဒုက္ခရဆိုတာလုံနိုင်ဖို့အင်မတန်ခက်တဲ့စရိယာအကျင့်တာမန်ပုဂ္ဂိုလ်တွေဟာစိတ်ပြတ်သွားမယ်ဒုက္ခမခံနိုင်ဘူးအဲ့ဒီအကျင့်ကိုကျင့်တာ6 နှစ်နိဗ္ဗာန်ကအဲ့ဒီအကျင့်ကိုကျင့်တာလူတစ်ကိုယ်လုံးရုပ်ပြည့်ဆင်းရဲဖြစ်ပြီးတော့ပိန်ချုံသွားသည့်ထီအောင်ကျင့်တယ်သို့တော့သူလိုချင်တဲ့လမ်းကြောင်းမပေါ်လာဘူးရှားမတွေ့ဘူးအဲ့တော့ဆိုလိုတာကဘုရားလောင်းဟာရှေ့ပိုင်းမှာဆရာတင်တယ်တင်ပေမဲ့လို့အဲ့ဒီဆရာတွေကသူလိုချင်တဲ့လမ်းကိုမပြနိုင်ကြဘူးနောက်ပိုင်းရောက်တဲ့အခါကျတော့သူစဉ်းစားလာတယ်တိယအညောမဲ့ကိုဘောရယငါသိကျင်တဲ့အသိဉာဏ်ရဖို့ရအတွက်ကဒီလမ်းကသွားလို့တော့မတွေ့ဘူးနောက်တလမ်းဖြစ်လိမ့်မယ်ဆိုပြီးတော့ဝိပဿနာကျင့်စဉ်မဲ့ဥတည်တဲ့သမထလမ်းကြောင်းကိုရှာတွေ့သွားတယ်စဉ်းစားမိသွားတယ်ပေါ့
စဉ်းစားမိသွားတဲ့ခါကြတော့ခန္ဓာကိုယ်ကကျမ်းမာရေးလွန်ထိခိုက်သွားပြီဒါကြောင့်မို့လို့အစာပြန်စားမယ်အစာပြန်စားတယ်အဲ့ဒီအချိန်မှာပင်စဝဂီတွေအနားနာမှာရှိနေကြတယ်အစာလဲပြန်စားရောပင်စဝဂီတွေကစိတ်ပြက်ပြီးတော့နေတော့ထွက်သွားကြနော်အစာမရေစာဖြတ်ပြီးတော့ကျင့်တဲ့အကျင့်ကိုအာဇာနေလို့သတ်မှတ်တာအစာရေစာလဲပြန်စားရောပင်စဝဂီတွေကဟာဂေါရမယဟန်ဟာအကျင့်တွေလျှော့လိုက်ပြီးတို့မျောလင်းချက်ကြီးနဲ့စောင့်နေလို့အပိုပဲဆိုပြီးတော့မိဂရာကိုဗာရာဏသီဘက်ကိုထွက်သွားကြတာ18ယူဇနာဝေးတဲ့ဘက်အဲ့ဒီအချိန်မှာဖះလောင်းဟာတူးတဲ့ပဲကြံ့ရတယ်သူ့လမ်းကြောင်းကိုယ်ပိုင်လမ်းကြောင်းနဲ့ကိုယ်ပိုင်နီးစနစ်ကိုယူပြီးတော့ကျင့်လိုက်တဲ့အခါကျတော့မှဟောဝိပဿနာကျင့်စဉ်တစ်ခုကိုတွေ့သွားတယ်ဒီမသေးဘူးဆိုတဲ့အမတတ်ဓာတ်တွေ့ဖို့ရာအတွက်ဖြစ်ပြီးတော့ပြက်နေတဲ့အရာတွေကိုရှုမှတ်ပွားများပြီးအဲ့ဓာတွေကိုကြော်ကျင်လို့ရှိရင်ဘယ်အရာမှမမြဲဘူးဆိုတဲ့အတိသည်သာဝရမြဲတယ်ဆိုတာကိုတွေးဖို့အတွက်မှန်ကန်တဲ့လမ်းကြောင်းတစ်ခုဖြစ်တယ်လို့ခံယူချက်ထားပြီးတော့ကျင့်လိုက်တဲ့အခါနောက်ဆုံးမှာဒါတွေလဲကြော်သွားရောသင်္ကတတရားတွေကိုကြော်သွားလိုက်တဲ့အခါအသင်္ကတဆိုတဲ့အမတ္တဓာတ်ကိုသွားတွေ့တယ်အဲ့ဒီမှာဖះငါလိုချင်တဲ့အဆင့်ကိုရောက်ပြီဆိုပြီးတော့သူကသူဖះလို့ကြေညာတော့တာဒီလိုပြောတာเนาะဒါအဆင့်တစ်ခုဆိုတာရှိတယ်လေသတ်မှတ်တာဒါကြောင့်မို့လို့သမ္မာသမ္ဗုဒ္ဓအမှန်ကန်သိပြီကိုယ်ပိုင်ညာနဲ့သိတယ်ကိုယ်ပိုင်ညာနဲ့သိအောင်ကြိုးစားအားထုတ်တယ်ဟုတ်ပြီသိစရာတွေကိုအချင်းချုပ်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဒီသိစရာတွေဟာအတ္တမထူးကဲတဲ့ဉာဏ်နဲ့မှသိနိုင်တယ်တာမန်ပညာဆိုတာလေးနဲ့မသိနိုင်ဘူးတဲ့အဲ့ဒါကြောင့်မို့လို့အဘိညေယထူးခြားတဲ့ဉာဏ်တွေနဲ့မှသိနိုင်တယ်လူတွေရဲ့တဘာဝလူတွေရထားတဲ့တဏ္ဍာမှာရှိတဲ့တဘာဝတရားတွေဒါတွေကိုအသေးစိတ်သိတယ်ဘာကြောင့်ဖြစ်တယ်ဆိုတာသိတယ်ဘယ်မှာချုပ်ငိမ့်သွားမယ်ဆိုတာသိတယ်ဒီလိုချုပ်ငိမ့်အောင်ဘာလုပ်ရမယ်ဆိုတာသိတယ်အဲ့ဒါလို့သိလာတော့မြတ်စွာဘုရားကတရားတွေကိုသိရင်ရှုထောင့်၄မျိုးကအမြဲတမ်းသိတယ်ရှုထောင့်၄မျိုးဆိုဒီမှာပိုင်းခြား၍သိရမယ်တရားကတစ်ခုဖယ်ရှားပြရမယ်တရားကတစ်ခုမျက်မှောက်ပြုရမယ်တရားကတစ်ခုတိုးပွားအောင်လုပ်ရမယ်တရားကတစ်ခုလို့သူ့အလုံးနဲ့သူ့ဟာသူတရားဆိုတာအကုန်လုံးဖယ်ရမှာလည်းမဟုတ်ဘူးအကုန်လုံးမျက်မှောက်ပြုရမှာလည်းမဟုတ်ဘူးဒါကြောင့်မို့ပိုင်းပိုင်းခြားခြားသူ့ဟာသူကွဲကွဲပြားပြားသိတာပရိညေယဆိုတာပိုင်းခြားသိရမယ်တရားနော်ပါဟတ္တဗဆိုတာဖယ်ရှားရမယ်တရားသစ္စိကတ္တဗဆိုတာမျက်မှောက်ကိုယ်တိုင်တွေ့ရှိရမယ်တရားဘာဝေတ္တဗဆိုတာကိုယ်တဏ္ဍာမှာဖြစ်ပြီးတော့တိုးပွားလာအောင်လုပ်ရမယ်တရားလို့ဒီအစု၄စုရှုထောင့်၄ခုကနေပြီးတရားတွေကိုသိရှိနားလည်သွားတာအဲ့ဒါလို့သိသွားသည့်အတွက်ကြောင့်သမ္မာသမ္ဗုဒ္ဓဒါတွေကိုကိုယ်တိုင်သိတာဘယ်ဆရာစီကမှနိခန္ဓာမဟုတ်ဘူးသူကိုယ်ပိုင်ဉာဏ်နဲ့သိတာလို့ဓမ္မစကြာတရားဟောတဲ့အခါမှာမြတ်စွာဘုရားကလေပုပ္ပေအနန္တုတုတေတုဓမ္မေတုနော်ဘယ်တော့မှဘသူစီကမှမကြားခဲ့ဘူးတဲ့တရားတွေပေါ်မှာစက္ခုံဥဒ္ဒပါတိအမြင်မျက်စိတွေဖြစ်လာတယ်ဒီလိုဆိုလိုတာညာဏဥဒ္ဒပါတိအသိဉာဏ်တွေဖြစ်လာတယ်ဝိဇ္ဇာဥဒ္ဒပါတိနော်မှန်ကန်စွာသိမှုတွေဖြစ်လာတယ်ပညာဥဒ္ဒပါတိပိုင်ပိုင်ခြားခြားသိတဲ့အသိဉာဏ်တွေသူ့မှာရလာတယ်လို့လှုပ်လို့ရလာတာသူကသူဖြစ်လာတာမဟုတ်ဘူးကျင့်ကြံကြိုးကိုအားထုတ်လို့ဒီလိုအဆင့်တွေဖြစ်လာလို့ငါဟာဘုရားဖြစ်တယ်လို့ဒီလိုမြတ်စွာဘုရားကြည်ကြတာဖြစ်တယ်ပေါ့ကဲဥပမာလေးတစ်ခုနဲ့ကြည့်ကြရအောင်မြတ်စွာဘုရားကသမ္မာသမ္ဗုဒ္ဓလို့ဆိုတဲ့ဟာဘယ်လိုဟာကိုပြောလိုတာလဲလို့မေးလိုက်မယ်ဆိုရင်သိလို့လွဲအောင်ပရိစ္ဆေသမုပ္ပါဒ်နဲ့ကြည့်ပရိစ္ဆေသမုပ္ပါဒ်နဲ့ကြည့်လိုက်ဘုန်းကြီးတို့တွေခန္ဓာကိုယ်ရထားတယ်အဲ့ဒီရထားတဲ့ခန္ဓာကိုယ်ကြီးဟာဘု து ခန္ဓာကိုယ်ပဲဖြစ်ဖြစ်တဖြည်းဖြည်းရင့်ပြီးတော့အိုးလာတယ်
အဲ့ဒီရင့်ပြီးတော့အိုးလာတာကိုစရာလို့ခေါ်တာလူခန္ဓာကိုယ်မှမဟုတ်ဘူးအခုဒီပန်းပွင့်လေးတွေကစအကုန်လုံးမြင်သမျှတွေအားလုံးဟာရင့်လာတာရင့်လာတယ်ဟောင်းလာတယ်နွမ်းလာတယ်ဘယ်အရာပဲဖြစ်ဖြစ်ဟောင်းနွမ်းရင့်ရော်လာတယ်ဒါကိုစရာလို့ခေါ်တာပဲနောက်ဆုံးကြတော့ပျက်စီးသွားတယ်ဒါကိုမရဏလို့ခေါ်တာဟုတ်ပြီဘုန်းကြီးတို့အခုရင့်လာတယ်ကိုရထားတဲ့ခန္ဓာကိုယ်ကမျက်လုံးကလည်းပဲရင့်လာတယ်မှုံလာတယ်နားကလည်းရင့်လာတယ်ထိုင်းလာတယ်သွားတွေကလည်းကျိုးလာတယ်ခေါင်းကဆပ်ပြင်းတွေကလည်းဖြူလာတယ်လူရဲ့အင်အားတွေကလည်းဆုပ်ယုပ်လာတယ်ဟောစရာဟုတ်ပြီနောက်ဆုံးကြတော့အားတွေလည်းပြတ်အကုန်လုံးခြေမတန်နိုင်လက်မတန်နိုင်ဖြစ်ပြီးတော့အသက်နဲ့ကိုယ်နဲ့အိုးစားကွဲသွားတဲ့မရဏဆိုတာလားဒါဖြင့်ဒီစရာနဲ့မရဏဟာကအခုလို့ဆိုတာဘုန်းကြီးတို့တွေစရာမရဏရဲ့သဘောကိုသိသွားပြီအခုဒီဟာပိုင်းခြားပြီးတော့သိတယ်အေးဟုတ်တယ်ငါမှစရာရှိတယ်ငါမှမရဏတရားလည်းဖြစ်လာလိမ့်မယ်သိခြင်းသဘောတရားလည်းငါမှရှိတယ်ဒီနှစ်ခုဟာသိเสียအနေနဲ့အခုသိလိုက်ပြီဟောဒါသိမှုကိုပရိညေယလို့ခေါ်တယ်ပိုင်းပိုင်းခြားခြားသိတာလက်ခံလိုက်ပြီဟုတ်တယ်ရှိတယ်ဒါဖြင့်ဒီစရာမရဏဟာဘာကြောင့်ဖြစ်တာလဲလို့ကြောင်းရှာရင်ဇာတိပစ္စယစရာမရဏငါမွေးလာလို့အိုတာပဲမမွေးရင်အိုမှာမဟုတ်ဘူးနော်ကလေးလေးတွေအခုမွေးလာကြတယ်မွေးလာပြီးတနေ့ငါလို့အိုမှာပဲဟောမွေးလို့အိုရတာမမွေးရင်အိုကိုမအိုဒီပန်းပွင့်လေးတွေဟာလည်းဘာလို့နွမ်းရတော့ပွင့်လာလို့နွမ်းတာမပွင့်မဲနေနွမ်းမှာမဟုတ်ဘူးလေအဲ့တော့ဇာတိပစ္စယစရာမရဏဆိုဒီနေရာမှာစရာနဲ့မရဏကဒုက္ခသစ္စာတဲ့ကျင့်တတ်เสียမကောင်းတဲ့အမှန်တရားတစ်ခုပဲညင်းเสียမရှိဘူးမှန်တယ်လုံးဝမှန်တယ်ကျင့်တတ်เสียကောင်းလားမကောင်းဘူးဒါကြောင့်မို့ဒုက္ခလို့ပြောတာနော်ဘာအနှစ်သာရရှိတော့စရာမရဏတဲ့မှာငါလို့ပြောเสียရှိလားမရှိဘူးငါဟာလို့ပြောเสียရှိလားမရှိဘူးသူ့ဘာသူအိုးနေတာသူ့ဘာသူပြက်သွားတာဟောအဲ့ဒါဒုက္ခဒုဆိုတာစိတ်ပြည့်စရာကောင်းပြီးတော့ခဆိုတာဘာမှအနှစ်ရှာမရတဲ့အရာလို့ဆိုလို့တယ်ဘာမှအနှစ်ရှာမရဘူးခိုင်တာတခုမှမရှိဘူးဘာကြီးတဲ့ဥပမာတူတော့ဆိုရင်ဒီရေတွေထဲမှာဒီမြစ်ထဲမှာတခါတည်းရေမြုပ်ဆိုင်ကြီးတွေမျောလာတာရှိတယ်အဲ့ဒီရေမြုပ်ဆိုင်ကြီးတွေထဲမှာဘာတွေများပါတော့လို့လက်နဲ့မှုကြည့်လိုက်ရှဲဆိုအကုန်လုံးကြေသွားပါလည်းမတွေ့ဘူးဘာမှမတွေ့ဘူးအဲ့ဒါလိုပဲအနှစ်ဆိုတာရှာလို့မရဘူးစရာမရဏဆိုတဲ့တဲမှာအနှစ်ဆိုတာဘာတစ်ခုမှမကြံရဘူးအလုံးဟာပြိုကွဲပြည့်စည်သွားတဲ့အရာအဲ့ဒါကြောင့်မို့လို့ဒုက္ခလို့ဒီလိုခေါ်တာနော်စားစရာမရှိလို့ညီးတဲ့ဒုက္ခကတစ်မျိုးနော်ပတ်စံမရှိလို့ဒုက္ခလို့ပြောအဲ့ဒီဒုက္ခတစ်မျိုးခေါင်းကိုက်လို့သွားကိုက်လို့ညီးတဲ့ဒုက္ခတစ်မျိုးအဲ့ဒါဒီစရမရဏဒုက္ခဆိုတာရှင်းတတ်เสียမကောင်းဘာမှမရှိတဲ့အရာတစ်ခုဖြစ်တယ်ဆို emptiness ခေါ်တာပေါ့တုံညကြီးပဲဘာမှမရှိဘူးအနှစ်သာရကင်းမဲ့နေတဲ့တုံညသဘောတရားကြီးပဲဟုတ်ပြီဒီတုံညဆိုတာဒုက္ခဆိုတော့ဟုတ်ပြီဘယ်သူကလှုပ်လိုက်လို့ဖြစ်လာတာတုံးဆိုဇာတိပစ္စယစရမရဏလို့ဆိုတယ်မွေးလာတာသမုဒိယအကြောင်းတရားပဲမွေးလာခြင်းကသမုဒိယသစ္စာငါဇာတိမဖယ်လို့ရှိရင်စရမရဏကိုဖယ်လို့မရဘူးနော်ဇာတိဆိုတဲ့မွေးဖွားလာမှုကိုမယုတ်သိမ်းနိုင်မဲနဲ့စရမရဏဘလို့ယုတ်သိမ်းလို့မရဘူးဒါပေမဲ့ခုခေတ်တော့မအိုစေးပေါ်နေတယ်လို့ပြောတာဘာတော့လို့မေးကြည့်တော့မော်တော်ဆိုင်ကယ်စီးတာတဲ့ငယ်နဲ့သေးလို့ဒါပေမဲ့စရာသာယုတ်သိမ်းလို့ရကောင်းရမယ်မရဏကတော့ဘယ်ယုတ်သိမ်းလို့ရမှာနော်မရဏကတော့သွားတာပဲလေအဲ့တော့ဇာတိကသမုဒိယသစ္စာစရာမရဏကဒုက္ခသစ္စာဟောဒါကိုယ်တိုင်သိနိုင်တဲ့အသိတွေပဲဒီလိုသိလိုက်တယ်ဒါဖြင့်និရောဓဆိုတာဘာပြောတာတုံးဆိုဥပိ္ပဏံအပ္ပောတိစရာမရဏလည်းမရှိတော့ဘူးဇာတိလည်းမရှိတော့ဘူး
အဲ့ဒီနှစ်ခုစလုံးကင်းပြတ်သွားခြင်းဟာဇာတိမရှိသည့်အတွက်ကြောင့်သရမရဏမရှိဘူးအကြောင်းတရားမရှိသည့်အတွက်ကြောင့်ဒုက္ခဆိုတဲ့အကျိုးတရားလည်းမရှိဘူးဒီနှစ်ခုစလုံးချုပ်ဆုံးသွားတာဟာအမတ္တအပ္ပတ္ထဆိုတာဒီနှစ်ခုစလုံးမရှိတော့လို့ရှိရင်ဒုက္ခဆိုတာမရှိတော့ဘူးပေါ့အဲ့ဒါကိုဥပိ္ပဏအပ္ပောတိនិရောဓဒီနှစ်ခုမဖြစ်လို့ရှိရင်ဒါထာဝရချုပ်ငြိမ်းမှုပဲဖြစ်တယ်ဒါဖြင့်အဲ့ဒီနှစ်ခုမဖြစ်အောင်ဘယ်လိုလုပ်ရမလဲလို့ဆိုရင်အဲ့ဒီនិရောဓကိုရောက်စေနိုင်တဲ့မဂ္ဂင်၈ပါးအကျင့်တရားသည်မဂ္ဂဒီအကျင့်လမ်းကြောင်းကနေသွားလို့ရှိရင်အဲ့ဒီနှစ်ခုစလုံးမဖြစ်တဲ့နေရာကိုတွေ့လိမ့်မယ်အဲ့ဒီနှစ်ခုမဖြစ်ဘူးစရာမရဏကိုပိုင်းခြားသိလိုက်ပြီးဇာတိကိုလည်းဖယ်လိုက်ပြီးဆိုလို့ရှိရင်တော့ဇာတိရောစရာမရဏရောနှစ်ခုစလုံးငြိမ်းသွားတာဟာនិရောဓဖယ်လိုက်နိုင်တဲ့လမ်းစဉ်ကမဂ္ဂလို့ဆိုသစ္စာလေးပါပဲဒီလိုသိတာကိုပြောတာနော်အဲ့တော့မြတ်စွာဘုရားကပရိစ္ဆေသမုပ္ပါဒ်ဒီလိုတစ်ခုစီတစ်ခုစီသိသွားခါအဲ့ဒီမှာလည်းတခါဇာတိကရောသူ့ဘာသူဖြစ်တာလားသူ့ကိုအကြောင်းရှာလိုက်တဲ့ဇာတိမှာရောအနှစ်ရှိရလားမရှိဘူးဒါမို့ဇာတိကဒုက္ခအဲ့ဒီဒုက္ခဆိုတဲ့ဇာတိကိုဘယ်သူကထုတ်နေတာတော့ဆိုဘဝပစ္စယဇာတိကံတရားတွေကထုတ်နေတယ်ဆိုတော့ကံတရားတွေကဘဝကသမုဒိယသစ္စာအဲ့ဒီဥပိ္ပဏအပ္ပောတိဇာတိလည်းမဖြစ်ဘူးအကျိုးတရားလည်းမဖြစ်ဘူးအကြောင်းတရားဖြစ်တဲ့ဘဝလည်းမရှိတော့ဘူးအဲ့ဒီနှစ်ခုစလုံးအကြောင်းရောအကျိုးရောနှစ်ခုစလုံးငြိမ်းသွားခြင်းသည်និရောဓအဲ့ဒီငြိမ်းမှုကိုသိအောင်ကြိုးစားခြင်းသည်မဂ္ဂလို့ဒီလိုသွားတာတခါဘဝဆိုတာသိပြီအေးဘဝဆိုတာကျင့်တ်เสียမကောင်းဘူးအနိတ္တရာမရှိဘူးတုံည emptiness အဲ့ဒါဟာဒုက္ခပဲဒီဒုက္ခကိုဘယ်သူကထုတ်နေတာတော့လို့ကြည့်လိုက်တဲ့အခါဥပါဒာနပစ္စယဘောဥပါဒံကသမုဒိယသစ္စာဘဝကဒုက္ခသစ္စာဥပါဒံနဲ့ဘဝနှစ်ခုစလုံးချုပ်ငြိမ်းသွားတာကនិရောဓသစ္စာအဲ့ဒါလို့ချုပ်ငြိမ်းအောင်ကျင့်စဉ်ကျင့်လို့အသိဉာဏ်ရလာတာကမဂ္ဂသစ္စာလို့ဒီလိုတရားတိုင်းကိုမြတ်စွာဘုရားကိုယ်ပိုင်ဉာဏ်နဲ့သိတယ်အဲ့ဒီအသိဟာလည်းပဲလုံးဝမှန်ကန်တဲ့အသိဖြစ်တယ်ဒီလိုဆိုလိုတာအဲ့ဒါကိုပဲသမ္မာသမ္ဗုဒ္ဓလို့ခေါ်တာနော်ဒီလမ်းကဘယ်သွားတာတော့ဒီသစ်ပင်ရဲ့နာမည်ကဘာတော့ဆိုတာတဏှာဝကလှုပ်ဖို့အတွက်အဓိပ္ပာယ်မရှိဘူးလေအဲ့ဒီအသိတွေကအဲ့ဒါနဲ့မဆိုင်အခုလို့တဏှာဝကလှုပ်ဖို့အမှန်တရားကိုသိရမယ်အသိနဲ့ပတ်သက်လာလို့ရှိရင်ဆရာမရှိဘူးလို့မြတ်စွာဘုရားဒီလိုပြောတာနော်အဲ့ဒီတိုင်းပဲပရိစ္ဆေသမုပ္ပါဒ်ကိုဆင်ញင်စဉ်းစားရမယ်ဆင်ញင်စဉ်းစားလိုက်ဥပါဒံကိုဒုက္ခသစ္စာလို့ယူလို့ရှိရင်တဏှာပစ္စယဥပါဒံတဏှာသည်သမုဒိယသစ္စာဥပါဒံသည်ဒုက္ခသစ္စာနှစ်ခုစလုံးရဲ့မဖြစ်ရသည်និရောဓသစ္စာအဲ့ဒီမဖြစ်ရကိုသိစေနိုင်တဲ့အကျင့်တရားသည်မဂ္ဂသစ္စာဆိုပြီးတော့ဘယ်ထိအောင်သွားတော့အဝိဇ္ဇာထိအောင်သွားသင်္ခါရဆိုတဲ့ကံတရားတွေကဒုက္ခသစ္စာဘာကြောင့်ဒီဒုက္ခဖြစ်နေရတာတော့ဒီကံတရားတွေကရောကြည့်လိုက်လို့ရှိရင်ငါလို့ပြောเสียမပါဘူးငါဟာလို့ပြောเสียမပါသည့်အတွက်ကြောင့် emptiness တုံညဘာမှမရှိဘူးအနိတ္တရာမရှိလို့တုံညအဲ့ဒီတုံညဖြစ်နေတဲ့သင်္ခါရဆိုတဲ့ကံတရားတွေဟာဘသူကြောင့်ဖြစ်နေတာတော့ဆိုအဝိဇ္ဇာပစ္စယသင်္ခါရအဝိဇ္ဇာကသမုဒိယသစ္စာသင်္ခါရကဒုက္ခသစ္စာအဲ့ဒီနှစ်ခုလုံးမဖြစ်မှုကនិရောဓသစ္စာအဲ့ဒီမဖြစ်အောင်မဖြစ်ခြင်းကိုမဖြစ်တာကိုသိနိုင်တဲ့အသိဉာဏ်ကဘာမဂ္ဂသစ္စာလို့ပရိစ္ဆေသမုပ္ပါဒ်တစ်ခုလုံးဒီလိုတစ်ခုစီစဉ်းစားဆင်ញင်သုံးသပ်ပြီးတော့မြတ်စွာဘုရားဟာတရားခတ်သိမ်းကိုသိတယ်ဆိုအဲ့ဒါကိုပြောတာနော်အာယရဏနဲ့ပတ်သက်ပြီးအနည်းငယ်လေးလမ်းကြောင်းပြောရမယ်ဆိုလို့ရှိရင်အာယတနာဆိုတာမျက်စိနားနာလျှာကာယမနဘုန်းကြီးတို့တဏ္ဍမှာရှိတယ်မျက်စိနားနာလျှာကာယမနဆိုတဲ့အတွင်းအာယရဏက6ခုအစင်းအတန်အနတ်အရသာအထိတွေဓမ္မဆိုတာအပြင်အာယရဏ6ခုအလုံး12ခု
အဲ့ဒီ12ခုတစ်ခုချင်းစဉ်းစားစက္ခုဆိုတဲ့မျက်စိဒီဒုက္ခသစ္စာဘာဖြစ်လို့ဒုက္ခလို့ပြောတာလဲလို့ဆိုရင်ကျင့်တတ်เสียမကောင်းဘူးမျက်စိဆိုတာလူကိုလည်းဒုက္ခပေးတယ်ငါလို့တွေးเสียထဲထဲမှာမရှိဘူးငါဟာဆိုတာလည်းမရှိဘူးတဘာဝတရားတက်တက်မြတ်တာဖြစ်သောကြောင့် emptiness ပုံတုံညဒါကြောင့်မလို့ဒုက္ခအဲ့ဒီမျက်စိဆိုတဲ့ဒုက္ခဘာကြောင့်ဖြစ်လာတာတုံးဆိုအတိတ်ဘဝကလိုချင်တဲ့တဏှာကြောင့်ဖြစ်လာတာအတိတ်ဘဝကကံနဲ့တွဲဖက်လာတဲ့တဏှာသည်သမုဒိယသစ္စာအဲ့ဒီတဏှာနဲ့မျက်စိဒီနှစ်ခုလုံးရဲ့လုံးဝချုပ်ငြိမ်းသွားတာကនិရောဓသစ္စာဥပိ္ပဏအပ္ပတ္တိနှစ်ခုစလုံးချုပ်ငြိမ်းသွားတာនិရောဓသစ္စာအဲ့ဒီချုပ်ငြိမ်းမှုကိုရောက်စေနိုင်တဲ့မဂ္ဂင်၈ပါးအကျင့်တရားသည်မဂ္ဂသစ္စာဟောမျက်စိလေးနဲ့ပတ်သက်ပြီးတော့သစ္စာ၄ပါးပတ်သက်ပြီးဒီလိုခွဲတာနားနဲ့လည်းထို့တူပဲနှာခေါင်းနဲ့လည်းထို့တူပဲဆိုလိုတာကအကြောင်းနဲ့အကျိုးဒါကိုဆင်ញင်သုံးသပ်တာပဲအဲ့ဒီလိုသိတဲ့အသည့်တွေကိုသိလို့မြတ်စွာဘုရားကိုသမ္မာသမ္ဗုဒ္ဓောအမှန်ကန်ကိုယ်ပိုင်ဉာဏ်ဖြင့်တရားဓမ္မမှန်သမျှကိုသိတော်မူတတ်တယ်လို့ဆိုတဲ့ဂုံကြီးနဲ့မြတ်စွာဘုရားကိုချီးမွမ်းချီးကျူးကြရတာဖြစ်တယ်အဲ့ဒီလိုချီးမွမ်းတာဟာတလောကလုံးကအတိမတ်ပြုထားတဲ့ဂုံကြီးတစ်မျိုးသာလင်ဖြစ်တယ်ပေါ့မြတ်စွာဘုရားကသူ့ကိုယ်သူကြေညာလို့ဒီလိုဂုံကြီးမျိုးတက်လာတာမဟုတ်ဘူးအလုံးကိုယ်တိုင်ကိုကဣတိပိသောဘဂဝါသောဘဂဝါဣတိပိအရဟံသောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓောဒီလိုသိเสียရတွေရှိတာတွေကိုအမှန်ကန်သိတာကိုဘယ်သူကလာစောရကတက်နိုင်တော့ဆိုဘယ်သူကမှစောရကမတက်နိုင်မြတ်စွာဘုရားအတိကိုလာပယ်ဖြတ်နိုင်တဲ့ပုဂ္ဂိုလ်တွေလုံးဝမရှိဘူးအားလုံးကစစ်ဆေးလေ့လာတဲ့ပညာရှိတွေမှန်သမျှဟာမြတ်စွာဘုရားဟောလိုက်တာနဲ့တပြိုင်နက်တပြည့်အဖြစ်ခံယူသွားကြတယ်အားလုံးဟာသူတို့မသိတဲ့အသည့်တွေကိုမြတ်စွာဘုရားထုတ်ဖော်ပြီးတော့တတိမထားမိတဲ့အသည့်တွေကိုထုတ်ဖော်နိုင်တာဖြစ်သောကြောင့်အားလုံးမြတ်စွာဘုရားရဲ့တပိတာဝကအဖြစ်ခံယူပြီးတော့လက်စုံမိုးရှိခိုးပြီးတော့သွားကြရတယ်။ဒါကြောင့်မို့ဖျားဆိုသည်မှာတမ္မာသမ္ဗုဒ္ဓဂုဏ်တော်နဲ့လည်းပြည့်စုံရမှာဖြစ်တယ်။အဲ့ဒါလို့အရေးချင်းနေရှိမှဖျားဆိုတာဖြစ်တယ်လို့အားလုံးတရားချိတ်ခင်သူတော်စင်ပြိဿပေါင်းတို့ဗုဒ္ဓဂုဏ်ကိုအာယုံပြုပြီးတော့မိမိတို့ရရှိထားတဲ့ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောမှာလာတဲ့ဂုဏ်တစ်ခုစီရဲ့အနှစ်သာရကိုသိရှိနားလည်ပြီးတော့တရားတွေတိုးပွားလာအောင်တတိတွေတိုးပွားလာအောင်ပညာတွေတိုးပွားလာအောင်အကျဉ်းချင်းအထက်ထဆင်ញင်သုံးသပ်ခြင်းဖြင့်ဗုဒ္ဓနုတ္တိကမ္မထာကိုကျင့်ကြံကြိုးကုပ်ပွားများအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း